ဒါနဲ့မင်္ဂလာတော့ဟုတ်ဟာရင်ဒီကွဲပါဗျာနေမရှာခိုင်းနေပတ်စံလေငါရှာခဲ့တယ်ဟာနေပြောတော့ဒီပတ်စံနေရရင်နေနဲ့ငါနဲ့လက်ထက်ရမှာဆိုတာအခုတော့အမေကိုခလို့ပါကိုရဲ့အခုဟာလေငါသဘောပေါက်လိုက်ပါဗျာနေပေးကြတဲ့ကတိသစ္စာရီဟာဝိနဲ့တွေ့တော့လေအရှိရောပါရရဲ့ပါပြီသစ္စာကတိတွေကိုပေးတဲ့သူမတီးတော့လွမ်းမီလေဆုံးမဲဆိုတဲ့ချစ်သူရဲ့အခုတော့မင်္ဂလာပွဲမှာနေအရင်လှနေလိုက်တာနေလက်ထက်လို့သွားတာသူတို့သားကငါမဖြစ်ခဲ့ပါ